အားလုံးပဲမင်္ဂလာကျွန်တော်ဒီဗီဒီယိုမှာတော့ Minecraft Survival Series အစ်ကိုစဆော့ရမှာဖြစ်ပါတယ် So yeah ဒီ Survival Series မှာဆိုရင်တော့ကျွန်တော်မိတ်ဆွေအစ်တွေရှာမယ်ကျွန်တော်စွန်စားခန်းတွေထွက်မယ်ပြီးရင်ကျွန်တော်တိုင်းပြည်တီထောင်မှာဖြစ်ပါတယ် So ပုံမှန် Survival ဆော့ရတဲ့ဆက်ဆက်ရင်တစ်ခုတ်တာကနေစပါမယ်အော်အေးဟုတ်တယ် bro ဒီဗီဒီယိုလေးကိုကြည့်ပြီးခုကြည့်ပြီးနေတော့ bro like and share subscribe လေးလုပ်ပေးတော့ please bro So ကျွန်တော်တစ်လဲခုတ်ပြီးတော့ရတော့ကျွန်တော်အိမ်ဆောက်ချင်ပါတယ်အိမ်ရကျွန်တော်တယောက်တည်းတော့မဆောက်ချင်ကွာကျွန်တော် So village တော့ရှာမယ် village တော့ရှာမယ်လားဟာရောမမရဲ့မောင်လေး oh my god မမရဲ့မောင်လေးတိုင်းရောငါဘိုက်စားလို့ bro ရအစားလေးပေးအောင်ရ yes bro yes ဆိုမင်းရောပဲပေးအောင်ရအာရောမမရဲ့မောင်လေးဟာကွာမင်းရောပဲအာရောအများကြီးပဲဒီမှာဘိုက်လေလို့မင်းရောပဲပေးအောင်ရဟာရောမ village oh my village yes broတွား let's go yes finally bro နောက်ဆုံးတော့တွေ့ပြီလို့ဟာရော let's go bro hey what the hell ဘာကြီးလဲဘယ်လိုကောင်း blacksmith oh yes bro yes ရမင်းဘာရောက်နေတိုက်မင်းဘာရောက်oh my god sharpness 2နာရငါဝယ်ရမှာဒါဝယ်ရမှာရ14 emerald ရဒီထဲမှာဘာရှိလဲဟာရ oh damn မင်းfirst day ပဲရှိတယ်ကွာကြည့်လိုက်တိုင်း yo look at this bro yo ရဘိုင်းလေလို့ရဘောင်းမီဘယ်လိုကောင်းတန်ဘောင်းမီပြီးတော့ဓာတုံးချောင်း what the hell oh my god ရောဟေးဘိုက်တယ်ရမဟုတ်သေးဘူးနော်လို့ရမဟုတ်သေးဘူးနော်လို့ရမဟုတ်သေးဘူးနော်ရောက်ရေးလို့ what the hell ရောက်တားရောက်မင်းဘလူးမမရောင်းဝင်နဲ့ငါလာဝယ်မှာတော့မင်းခဏရမင်းမင်းမှတ်ထားမှာတော့မင်းရောအေးဟာယော iron golem ဟဲ့တား sorry bro ငါအရင်ဗီဒီယိုကမင်းကိုတတ်မိတာလို့မင်းမျိုးတွေငါတတ်မြန် sorry bro လို့မင်းကွာငါ့တော့စကားတော့ပြန်မပြောရယောဟေးလူယောမင်းဘာရောက်ဟာယောဒီကောင်ကနေယောဟောပြန်ဝင်လို့ရတယ် bro emerald ပြန်ယူလို့ရဒီကောင်ကနေ trade ပြောမှာဝေးယော wheat တွေတော့ရှာလိုက်မှာဝေးတွေ့ပါပြီ so yeah ဒီရွာတွေက wheat တွေယူပြီးဒီကောင်စီကိုပြန်သွားရောင်းရင်ယောစီးပွားရေး yes bro ရွာတွေကဟာပြန်မပြီးဒီကောင်စီကိုပြန်သွားရောင်းတာမင်း genius bro ယောတားကြီးအောင်ငါ့ကိုပြန်ရောင်းမင်းရော bro ဒါလေး yes bro တိုက်ကငါဓားလေးဝယ်ချင်လို့ please bro ရမင်းများရောင်းမိတိုက် yes ရတားရမင်းတီးလာရောငါဒီ weed တွေကိုမင်းတို့ရွာစီကခိုးခဲ့ရမင်းရေးလို့ရမင်းပါရောဟာရောမကောင်းပါဘူးကွာမင်းရှူတော့မင်းရောအေးဟုတ်တယ်ဒီကလေးတွေကကျွန်တော်ဟိုမှာဝယ်ယူလို့ရတယ် river တွေမှာတွားယူလို့ရမှာဝေးကျွန်တော်ရှာဗယ်လေးလှုပ်လာမယ်ကွာခေါ်ပြားလေးလှုပ်လာမယ်နှာကြောင်လာဝေး bro ဒါခုနဝယ်လာတဲ့ villager ရဲ့ fine ဒါကွာဒီကောင်လေးကုန်မမယ်ရောလာရောအေးရောရေးလို့ဒါ okay ကွာဟိုဘက်တွားမှာမယ်ဟိုကတွားတူးမှာရ clay တွားတူးမှာလာ let's go okay so ဒီလောက်ဆိုရပြီထင်တော့ကျွန်တော်let's just တွားမယ်ကွာလာရ let's go ဟာရမင်းမဟုတ်ရောဝေးမမလဲအိမ်ထဲမှာလားမသိဘူးဝေး let me go check ကိုရှိလားမသိတိုင်းဟာရ chest yo emerald yes bro ရှစ်လုံး yes ရမင်းတို့လားနာမင်းလားနာအဲ့မင်းမဟုတ်ဟော chest ဘာရှိအောင်ဟာလေတာတဲ့ရောရေးရောအနည်းဆုံးတော့အာမာပဲကွာလာဝတ်လိုက်ပါမယ်ရောတွေ့ let's go bro ဒါရောင်းမယုံစလေးတော့ပြည့်ပြီ let's go ရောင်းတားရောမင်းငါ့ရောင်းမယုံ bro let's go bro sharpness 2 finally bro ယောရေးလို့နောက်ဆုံးတော့ရလာပြီခင်ဗျာlet's go ဒီမှာအိမ်ဆောင်မယ်တစ်ပင်လေးခုတ်လိုက်အောင်ကွာ let's go bro so ဒီနားမှာမြေတွေပါတူးမယ်ကွာလာလာဒီတစ်ပင် report ပြုလိုက်ပြန်လို့မလား let's go bro လာ yes bro ရောတော့အနာဂတ်မှာမိုင်းရမယ်အနာဂတ်မှာခုတ်ရမယ်တစ်ပင်တွေကွာရောတိုင်းဝေးကျွန်တော်နားလေးမှာ frame လေးပါလေးတူးလာအောင်မယ်ဝေးအဲ့လောက်ဆိုရင်ရပြီထင်တယ်နော် all right ရောင်းမင်း Thomas Bro ကဆိုတော့ channel မင်း subscribe လုပ်ထားလားရောင်းလုံထားတာဗောမင်း channel မင်းအရင်ကောင်းတာမင်းမင်း okay အမေလုပ်ပေးလိုက်ပါကွာမင်းရောင်းမိုးတော်ချုပ်လာပြီရောင်းအဲ့ဒါဆိုရင်ငါခုနကျွန်တော်ဓာအစ်ကိုစမ်းကြီးမှရမယ်အေး let's go မုတ်တင် spawn line စမ်းမယ်ကွာလား
Oh, skeleton, skeleton, yeah. Oh, yeah, yeah. Yeah, Tia. Send a lama bitch, bro. Oh my god, Tia. Oh, send a lama bitch, bro. Oh, yeah, nyana, kwa. No skin. Oh, my zombie, lie. Yeah, send a lama bitch, bro. Oh, nyana, kwa. Man, got die from shit. I qua. Me, got it. Wait, Jody, Nali, did die in a pea like, wow, wait, I'm a did that craft, man. Okay, yeah, la, we did that. He la, pea me. 啊，ရောင်တက်တာကုန်သွားပြီဒါရောင်လုံကတက်တာတော့မိုင်းလိုက်ဝင်ဘရိုဝိတ်အမဇုံမီ yeah စကေလီတန်မျိုးစကေလီဟာရဆုံး baby zombie oh my god drop me right shit oh my god baby zombie oh my god baby shit bro ရတွေးတော့ပဲကြည့်ရshit bro ဒီကလေကြည့်လိုက်ကွာ Thomas Pro ကဆိုအဲ့ဒါလည်းဘယ်သူမှမနိုင် Thomas Pro ကဝင်ကစာစားနေမှာပါဝေးတမီရှိပါလားဝေးခဏ oh my god ချာshit bro အလာကွာရုပ်ကြားရှင်တိုက်မှာကွာမင်း Thomas Pro ကဆိုအဲ့ဒါပဲမင်းလာရချာ1 2 3 la wait oh ai oh shit they send a my bitch oh shit yes bro ညံ့တာကွာဘေးကနိုင်သွားပြန်ပြီနောက်တခါရeasy bro ရောင်ရေးကျွန်တော်အိတ်ပဲအိတ်လိုက်တော့မယ်ကွာရောင်ရေးညာကြီးကိုမဖြတ်တန်းကျင်တော့ရော let's go let's just 8 bro ရောင် bro ကျွန်တော်ဟိုတစ်ပင်ခုတ်ရအောင်ကွာအိမ်ဆောက်ဖို့လိုတယ်တစ်ပင်နေ okay bro let's go bro ကျွန်တော်တစ်ပင်ခုတ်နေချင်းပြင်းมาဆိုချင်းတစ်ပုတ်ဆိုးပြန်ကွာကြည်လားနားတော့လားဒီလိုနဲ့ကရုံးမစပင်းနေပြန်ပေါက်လာဒီလိုနဲ့ဘွားထဲကိုချော်ကြတော့ဒီလိုနဲ့မိပြက်လို့အိတ်လို့မြာ yes bro ကျွန်တော်နောက်ဆုံးတော့ပြီးတော့ပါပြီ let's go wait bro iron လား let's go တွားမိုင်းလာတိုက် let's go ရောဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်iron armor အပြည့်ရအောင်လုပ်ချင်ပါတယ်ဟာရောင်ဒီရေတွေကွာရောင်ရှုပ်တာကွာ wait ကားလန်တိုက်ရောင်ပြီးမှာကွာလားရှုပ်တယ်ရောဒီမှာနှစ်သုံးတွေ့ပါပြီခင်ဗျာ let's go yes လာ iron နဲ့ကြိုမယ်လား iron နဲ့ကြိုမယ်ရ let's go ဒီမှာအပေါ်မှာ iron ထည့်မယ်အောက်မှာရတသားပဲထည့်ကွာလားကျွန်တော်ခုနစိုက်ထားတဲ့တစ်ပင်တွေပြန်ပေါက်လာကွာဒီတစ်ပင်တွေရောယူလိုက်မယ်ပြောတစ်ပင်လည်းရရဆိုတော့အင်စားဆောင်ရင်1 2 3 4မှာ4ချက်1 2 3 4ဒီမှာလည်း4ချက်ရပြီဟာရော shit 1 2 3 4ရပြီဒီမှာ1 2 3 4ရပါပြီဟိုတော့ဟုတ်လား1 2 3 4 alright ရပြီ1 2 3 4ရပြီ let's go ကျွန်တော်တိုင်နေမတတိုင်းကျန်နေရyes bro ကျွန်တော်တစ်ပင်လည်းခုတ်လို့ပြီးဆိုတော့အိမ်နွားဆောက်လို့မရနားလေးမှာ iron များရှိမလားမသိဘူးရောလမ်းကြည့်လာမယ်ဝေးဟာရောရှေ့တဲမရှိ let's go တွန်းဆင်းမယ် let's go မလေးရှိ yes တိုင်းဆုံးမယ် let's go yes ဒီဘောကလည်းတူမယ်လား yes ရပါပြီအော်မကျန်နေရကျွန်တော်အဲ့ iron နဲ့ con တူးခဲ့ပါတယ်ခုဆို18တောင်းဖြစ်သွားပါပြီ so yeah အာမလုပ်ဖို့ဆိုရင်တော့ yeah မလိုတော့ဘူးအပြည့်ရတယ် so ကျွန်တော်တို့ဒီအိမ်ကိုအောက်ပိုင်းကိုကွာ stone တွေနဲ့ကာလိုက်မယ် yes ပြီးရင်အပေါ်ရောတစ်သားတွေနဲ့အုပ်မယ်ရည်ဒီမှာ window အပေါက်ဒီမှာလည်းရှိမယ်ဒီမှာလည်း window အပေါက်ထည့်မယ်ကျွန်တော် alright so yes so ကျွန်တော်တဲတွေပါတူးလာကွာ window လိုတယ် so ဟောရ iron တော့ရပြီ so ဒီမှာထည့်လိုက်တော့မယ်လားတဲတွေထည့်လိုက်တော့မယ် let's go one stack okay ကျွန်တော်ဒီအိမ်ခေါင်မှုကိုကြောင့် stone နဲ့လုပ်ချင်ပါတယ် yeah stone ဆိုပစ္စည်းရှာရလေလွယ် so ကျွန်တော်ခုနရလာတဲ့ iron တွေနဲ့ကျွန်တော် yes chest plate လုပ်မယ် alright chest plate လုပ်မယ်ပြီးရောမှာ yeah ဖက်နှက်လုပ်မယ်အုတ်ထုတ်လုပ်မယ် let's go ပြည်သွားပြီ bro iron full armor ရတော့ကြည့်လိုက် drip look at the drip bro တော့မှာကွာကြည့်လိုက်
aura တွေလည်းတက်လာပြီလေကွာဆရာကြီးอ่ะဆိုကျွန်တော်တို့အမလုတ်ပြီးတော့ပြီဆိုတော့ဒီ staircase ကိုယူမယ်ကွာဒီ stone နေနဲ့ကျွန်တော်အိမ်ခေါင်မှုလုပ်မှာဆိုတော့ yes staircase alright yes ဆရာကြီးထည့်ယူမယ် staircase ထပ်လုပ်မယ်ဟာရ let's go one set တော့ပြည့်သွားရအောင်ရပါပြီခင်ဗျာ so yeah ကျွန်တော်ဒီ high နဲ့ဒီ staircase တွေနဲ့ဒီခေါင်အင်ခေါင်မိုးလုံးလိုက်ပါတယ် yeah မိုက်သွားပြီ yeah ကြည့်လိုက် let's go နောက်တစ်ခု yeah ခုနသိန်းခုနမှန်နေနဲ့ကျွန်တော်မှန်ပြားကြီးလုံးလိုက်ပါတယ် so မှန်ပြားတွေကမှန်သုံးနေတယ်ပိုရောမှာဈေးတက်တာ yeah let's go မထည့်မယ် one yes ကျွန်တော်ဒီအင်ခေါင်မိုးရနောက်ဆုံးအနေနဲ့ဒီအပြားကြီးတွေနဲ့အဆုံးတက်လိုက်ပါတယ်ကြည့်လိုက်1 2 3 4 5 6 let's go ဒါမဲ့ staircase တွေကတော့ကျန်နေရဝိတ်ဟာရအောင်တွားယူရအောင်ပါ shit yes ဒီ staircase နောက်ဆုံးတော့ပြီးသွားပြီ bro let's go ဒီအိမ်ကနောက်ဆုံးတော့ပြီးသွားပါပြီခင်ဗျာ yes bro yes bro so ကျွန်တော်နောက်ဆုံးအဆုံးတက်အနေနဲ့ yes ဒီတကားလေးကိုထည့်လိုက်ရင်ပြီးသွားပါပြီခင်ဗျာဒီအိမ်လေးကတော့ yes အားလုံးပဲဒီဗီဒီယိုလေးကိုဒီအစားဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် yes like and share subscribe လုပ်ပေးထားပါ please bro peace